ဆောင်ရည်အဲ့ဒီတော့ရှေ့နေရတာကြောက်ပါတယ်ဟိုဟိုက်နေရလည်းတော့ညာဟာ အိမ်မာဒီပါတဲ့တရားနဲ့15မိုင်ကအိမ်မာဒီဝင်းဝါပြီးတော့ပြီးတော့15မိုင်ကအိမ်မာဒီပါတဲ့ပိနေဒီအိမ်မာဒီတကယ်ရတာရှိရနော်ချိုအီးညာပဲမမလေးဆိုပေမဲ့မကြဝင်းမယ်မကြမသိရင်ဝက်ပေါ်နေတယ်လို့ပါပဲဖြစ်ရေးပြ Hi အဲ့ကြီး ဒီဘက်ဒါတစ်ချမ်းပဲရှိတယ်ဒါတစ်ချမ်းမှာ ဒီချမ်းရပို့ပြီးတော့ဒါကြီးဒါဆိုလုံးဝမခွဲရသေးဘူးဒါဆိုမခွဲရသေးဘူးအကြီးပဲတစ်လုံးအောင်ဒါ3000ခွဲပြရတာပါတဲ့3000ခွဲဆိုပြီးတော့ဒါပေါ့သွားလို့ဒါတန်တာရင်တော့ဆိုရင်တော့5-6000တန်ပေါ့ဒါကြောင့်စားလို့တန်တယ်လေ ဟမ်တန်တယ်လေ တန်သူတော်သိနေပါတယ်သူတော်သိနေပါတယ်ဝေခွဲတာစင်ပြေလား ဒီစားကောင်းပါ တော့ပါစပြလိုက်ပါ ဒီ စပြလိုက်ပါဦးသမီးကတော့စပြလိုက်ပါဦးစပြလိုက်ပါဦးညတွေကစိတ်ကူးတွေရင်ပြီးတော့အိတ်မပြောတဲ့သမီးလေးပါတော်တော်စားကျင်နေတာညတွေကနောက်ကူတော့စားပါပြီကူရတော့ခွဲတော့ကြည့်ပြီးတော့မူးပြီးတော့သူတိတ်မစားနိုင်တော့ဘူးဘလို့ပကံလေးတော့ရောကြီးကြီးတို့ပေးအောင်တော့ကျမစပြပါမယ်အစီထုတ်လိုက်ပါမယ်သူကဒီအစီကြောက်လဲပြုတ်ပြီးတော့စားရင်โอเคအလုံးရအကြီးအရင်ကြီးဆိုတော့လေအစီကလည်းစီးသွားပြီပေါ့နော်အစီကလည်းစားလို့ကောင်းပါပြီချိုးနာစကြပါအောင်ရှင်ကောင်းလို့စားဟေးတော့မရအလုံးသားကနေခွဲပေးနေတာပါလူခွဲပေးလို့ပါကျမဆိုမခွဲနိုင်မှမအလုံးကြီးကြီးလို့ဒါလေးလည်းဘွားနှုတ်နဲ့စားပါတယ်စွမ်းကပ်ဖို့လည်းဥပ္ပယ်ပြီးပါပြီပြီးတော့အိမ်နဲ့ပြီးတော့မနေ့ကကြီးရမနေ့ကပကံလုံးလေးတော့ပြန်တောင်းအောင်နော်ဒီမနေ့ကပကံလုံးလေးတော့ပြီးပါလို့မနေ့ကမနေ့ဟိုကပေးတာလေအသီးလေးပေးတာဘရိတ်